ယောဂကူးစက်ခံရခြင်းသည်ပြစ်မှုကျူးလွန်ခြင်းမဟုတ်ပါကိုရိုနာဗိုင်းရပ်စ်ကလူမျိုးအသက်အရွယ်ဆင်းရဲချမ်းသာကြောင်းမှမခွဲပဲကူးစက်တတ်တာကြောင့်သတိမထားမိရင်ကိုယ်တိုင်အချိန်မီကူးစက်ခံရနိုင်ပါတယ်ဒါကြောင့်ယောဂကူးစက်ခံရသူကိုခွဲခြားပြစ်တင်တာတွေမလုပ်မိစေပဲအားပေးဖိမကြရအောင်ပါ